ချစ်သူရေလိုက်မှလာရင်လိုက်မှာပေါ့မောင်ရဲ့မောင်ခေါ်ရင်လိုက်မှာပေါ့ခရီးပန်းတော့မောင်ထမ်းခေါ်မယ်မောင်ထမ်းခေါ်မယ်မောင်ထမ်းလို့ခေါ်မယ်မောင်တကယ်ပြောတာနော်မညာရဘူးတကယ်ပြောတာချစ်ရဲ့တမျောတခေါ်စီမြိုင်နှံဝဲပန်းဝင်ကလေးတွေကရင်ဆိုသမျှကျွေမောင်ခူးကမနေပန်ပေးပါဦးမယ်ဝင်းသားလိုက်တာမောင်ရဲ့ဒီကလေအားရပါရပန်းပြချင်ပါလေတကယ်ပြီးတော့သာရစ်သေးမှလေးဆိုပြီးမောင်ကမပြောရဘူးနော်ဟိုရည်သေးမလေးနဲ့မတူတဲ့အပြင်မှာမောင်မျက်စိထဲမှာလေဘယ်သူနဲ့တူးနေလို့တော့ဘုံညိုးပြတ်တဲ့မိုးနာမည်တတိဝင်စားသလားကွယ်ဟိုဒါတော့မောင်လွန်းပြီလုံးမဟုတ်ကွယ်ထင်မှတန်တရားဖြစ်ရပါတယ်သူရောက်မဲ့ပုံနဲ့တိတ်မမြောက်ပါနဲ့မောင်ရေဒီကရှစ်တယ်မြောက်ပါဘူးကွယ်ရင်ထဲမှာရှိတာပြောတာပါအလားထူးသူလေးချစ်တဲ့လေမောင်တန်တော်နဲ့ရွှေကျုံမဲ့လို့အာကရင်ဝင်ငုံထားခြင်းရဲ့ကွယ်ကဲပါမောင်ရေချစ်ခါရီစာစီကုန်းနေမောင်မောနေပါဦးမယ်ဖြစ်လို့ကဲတော့ရဲ့တဘာဝအလှပါလေးတွေကိုမောင်လိုက်ပြမယ်ဆိုအေးလေဟုတ်တာပဲမေ့သွားတယ်ကွယ်ကိုမကြည့်နှမ်းချီကောင်းကမူမှာတီထားကိုွယ်ထုံးဖြူဖြူစေဒီလေးရဲ့ဆူတောင်းမြည်လို့ခေါ်ရတဲ့ကွယ်မှတ်ထားတော့တိတ်တက်ပေတာပဲနော်တစ္ဆာပြုကြရအောင်လားမောင်ရဲ့ဟဲ့လားမောင်ကချစ်လို့တစ္ဆာပြုမယ်ဒါပေါ့မောင်ရဲ့တန်းသားလေးကမ်းတိုင်းသူပြိုင်လေးကိုဤရွယ်သူပြိုင်မြိုင်ကိုဤရွယ်တကယ်ပြောတာနော်ကိုတစ္ဆာပြုအပ်သူရဲ့တန်ရကလုံးမမုံနိုင်ချစ်ပါမယ်မောင်မညာရဘူးတိလားမညာပါဘူးကွယ်တကယ်ပြောတာပါကိုမကြည့်စမ်းချစ်သူ့ရဲ့ရိုးရလူပွဲကြီးကဘယ်တော့များစီကားတယ်လေလို့ကြည့်ဟုတ်ပါရဲ့မောင်ရဲ့တိတ်ပြောစရာကောင်းတာပဲနော်အဲ့ဒါကတော့ရဲ့တဘာဝပေါ့တိုင်းရင်သာပေါင်းစုံလေဘုံမလူမကွယ်ဥရွှေရိုးအကနဲ့ဘိုးဝရုပ်ကလေးအကပြိုင်နေတယ်တိုင်းရင်သာပေါင်းစုံလေဘုံမလူမကွယ်ဥရွှေရိုးအကနဲ့ဘိုးဝရုပ်ကလေးအကပြိုင်နေကြတယ်အမေချွေးမှဖြစ်လိမ့်မယ်ဟင်းတော့မောင်အေးပြန်ဝဲမျက်နှာပန်းလာလို့ကိုမှပြောရဲကွယ်သူတိတ်ဦးမြူးနေတယ်ပေါ့လေဒါပေါ့အပြောလေးများနည်းနည်းလျှော့အောင်ဆရာကြီးရဲ့မလျှော့သိရလားအမေသဘောကျအောင်ရွေးခဲ့တယ်အပြောမှသွက်လို့အသက်ကငယ်အမေနဲ့တဲ့အောင်ပေါင်းမဲ့သူလေးရဲ့ကြည့်ပါလားလို့သူတိတ်ကေးတာပဲကဲပါမောင်ရေမောင်တို့အိမ်ကိုမရောက်သေးဘူးလားလို့ရောက်ပါပြီချစ်ရဲ့ကိုမကြည့်စမ်းအဲ့ဒါမောင်မေလေဟုတ်လားဟဲ့လူလေးသူကဘသူလေးလေကွအော်တမီးကမြို့ရပါကြီးရဲ့အကိုမိတ်ဆွေလေမဟုတ်ဘူးမေမဟုတ်ဘူးသူညားနေတာအဲ့ဒါအမေချွေးမလောင်သားရဲ့ချစ်သူပေါ့အော်မောင်ကလေကွယ်ရှစ်ဆရာကြီးဘာဖြစ်လို့ပြောလိုက်ရတာလဲရှစ်မီစားမနဲ့တမီးကလေကဲလွတ်လာအေးစီနေကြနော်ဟုတ်ကဲ့အပေါင်းစင်တွေရောင်းရင်တွေလဲဂုံယူဝင်ကြွားပြလိုက်မယ်ပြိုင်ရင်ပြိုင်ရစီကွယ်ဒီမောင်တော့ဖြင့်အနိုင်ရမယ်ဖူးစာရွာလေရောက်လာတဲ့လူရဲ့တမီးရလေကွယ်ခုမှပဲပေါ်လာတော့တယ်ဟုတ်ကဲ့ကြီးရွာကလေးတွေကိုစာပြနေလို့ပါအေးအော်ဒါတဲ့တမီးရဒီရွာမှာဘာလုပ်တာလဲသမီးကခဏလှုပ်အားလာပေးတဲ့ကျောင်းဆရာမလေးပါကြီးအောင်းတော့ပညာရေးနောက်ဆုံးနှစ်အတွက်မြို့ကိုပြန်ရအောင်မေကြီးရဲ့ဒါကြောင့်ကြီးကိုလာနှုတ်ဆက်တာပါအေးတာဝန်ကရှိသေးသကိုကွကြီးသမီးပြန်တော့မယ်နော်အေးတာရုကွယ်တာရုဘာလူနဲ့ရမလာဆုံးချစ်ခွန်းတုံးတယ်ချစ်မဝခင်ဝဲအရှိမနောက်စီသို့နေလုံးနေယုံနေတိုင်းနာရီအပိုင်းချာကတို့နှုတ်သားကိုဝေးဖို့ဖန်နေချီမောင်တို့တွေခွဲကြဖို့အချိန်နီးလာပြီနော်ဟုတ်တယ်မောင်ချစ်လဲလီမောင်နဲ့မခွဲချင်ပါဘူးအေးဘယ်တတ်နိုင်မှမလဲဒါပေမဲ့နောက်ဆုံးလမ်းခွဲခြင်းဖြစ်ပါစေနဲ့လို့မောင်ဆုတောင်းပါတယ်ကွယ်ဒီလိုမထင်ပါနဲ့မောင်ရေ
ချစ်မောင်ကိုကြောက်ခဲ့ပါတယ်မောင်မမေ့နဲ့နော် ဆွေးကြံရတဲ့တော်သားမောင်ကိုမမေ့ပါနဲ့ကွယ်ဆူတောင်းမြေစေရီဦးဝဲမောင်တယောက်တည်းဆူတောင်းနေပါ